ဆိုင်းစီတွန်ခမ်းနဲ့ချစ်သူတွေဖြစ်ခါမကြခင်လက်ထက်တော့မေလို့တည်ပေးလာတဲ့ဝေလာကြီးဝိုင်းတရုတ်ဆောင်မင်းသားဆိုင်းစီတွန်ခမ်းနဲ့ချစ်သူတွေဖြစ်နေကမကြခင်လက်ထက်တော့မေဆိုပြီးပရိသတ်တွေကိုတည်ပေးလာတဲ့တရုတ်ဆောင်မင်းသမီးလေးဝေလာရှိပါဝေလာရှိဟာဆိုတော့လိမ္မော်တီးရဲ့ညီမရှင်ဖြစ်တယ်လို့ MRD ပေါ်ရုပ်တန်ဇလန်တွေမှာအကောင်းဆုံးတရုတ်ဆောင်နိုင်တဲ့မင်းသမီးလေးတစ်ဦးလေးဖြစ်ပါတယ်ဝေလာရီကအနုပညာလုံးမှာအောင်မြင်ရတဲ့မကစီးပွားရေးဘက်မှာလည်းမွန်ရိုးရှာအထည်ဆိုင်လေးနဲ့အောင်မြင်နေတာပါအခုချိန်မှာတော့ဝေလာရီကတက်ရွယ်လည်းမငယ်တော့တာမလို့လက်ထက်တော့မှာဖြစ်ကလက်ထက်မဲ့သူကတော့ဆရာဝန်ဖြစ်တယ်လို့တရုတ်စာမင်းသားတူလေးဖြစ်တဲ့ဒေါက်တာဆိုင်းစီတွန်ခမ်းဖြစ်ကြောင်းသိရတာဖြစ်ပါတယ်တကယ်ဆိုရင်ဝေလာရီဟာဆိုင်းစီတွန်ခမ်းနဲ့တူကျင်းဖော်စကားမှာကလေးကဆုံဘူးတာပါအခုတော့မိဘတွေကလည်းသဘောမတူလို့မကြခင်မှာသူတို့နှစ်ယောက်ကကြီးကျယ်ခမ်းနားစွာလက်ထက်ကမင်္ဂလာပွဲကျင်းပတော့မယ်လို့ဆိုပါတယ်အချို့ကတော့ဆိုင်းစီတွန်ခမ်းကိုဝေလာရီနဲ့လက်ထက်မဲ့ပေါ်နှမျောကြတာပါဒါပေမဲ့လည်းအများစုကတော့ဝေလာရီနဲ့ဒေါက်တာဆိုင်းစီတွန်ခမ်းနဲ့ဝေလာရီတို့ဟာလိုက်ဖက်ညီတဲ့အကြောင်းသဘောတူနေတာဖြစ်ပါတယ်။ပရိသတ်တို့ကရောဝေလာရီနဲ့ဆိုင်းစီတွန်ခမ်းကိုသဘောတူကြလားရှင်။ကွန်မန့်လေးထဲမှာပြောခဲ့ပေးပါဦးနော်။